အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောကြားပေးမယ့်အကြောင်းအရာကတော့တခါတော့ကိုပြောင်းလဲတော့မယ်နေတိုင်း skin care လိမ့်မယ်ဒီနေ့ glow မယ် dance step routine လာရတယ် morning routine လာရတယ် night routine လာရတယ်ဒါပေမဲ့ည10နာရီရောက်ရင် skin care စင်ကိုကြည်လိုက်ခရင်ကိုကြည်လိုက် skin care လိမ့်လိုက်9မိနစ်ပဲကြာမှာဒါပေမဲ့မနေ့ပြန်ကစလဲရတာပဲလေresult product တဲ့ routine တဲ့ငါကတော့အိပ်ပြောဒါပေမဲ့မလိမ့်ဖြစ်တာထက် routine ကိုရိုးရှင်းအောင်ထားတာကပိုကောင်းတယ်ပြင်ပန်းတဲ့နေ့ဆို cleanser moisturizer ဒီနှစ်ခုတည်းလုပ်ရင်တော့လုံလောက်တယ်မိတ်ဆွေတို့ကဝယ်ထားပြီးမလိမ့်ဖြစ်တဲ့ product ဘယ်နှခုရှိလဲတစ်ခုလားနှစ်ခုလား3-4ခုလား comment မှာအရေးအတွက်ပဲပြောပြပေးခဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ